ဟိုရှေးရှေးတုန်းကထူထပ်လှတဲ့တောအုပ်ကြီးတစ်ခုရဲ့အလယ်မှာအင်မတန်ကြီးမားကျယ်ပြောတဲ့မြစ်ကြီးတစ်စင်းရှိခဲ့ပါတယ်။အဲ့ဒီမြစ်ထဲမှာအိုမင်းမစွန်းဖြစ်နေတဲ့မိချောင်းကြီးတစ်ကောင်နေထိုင်ပါတယ်။သူဟာအသက်ကြီးပြီးအားရင်ကုန်ခန်းကပင်ပန်းနွမ်းနယ်နေတာကြောင့်အရင်တုန်းကလိုအစာကိုကောင်းကောင်းမရှာဖွေနိုင်တော့ပါဘူး။ဒီနေ့မှာတော့မိချောင်းကြီးဟာဗိုက်ရမ်းစာလာတာကြောင့်ငါ့အတွက်ကုန်းပေါ်တက်ပြီးတားကောင်ရှာဖို့ကအရန်ခက်ခဲလွန်းနေပြီးဒါကြောင့်မြစ်ထဲမှာပဲငါးအချို့ကိုဖမ်းမိအောင်စူးစမ်းကြည့်ရင်ကောင်းမလဲမသိဘူးငါတကယ်ကိုဗိုက်စာနေပြီလို့တွေးမိတာပေါ့ဒါပေမဲ့မိချောင်းကြီးငါးတကောင်ကိုဖမ်းဖို့စူးစမ်းလိုက်တဲ့အခါတိုင်းငါးကသူ့လက်ထဲကနေချက်ချင်းပဲရှော့ထွက်လွတ်မြောက်သွားခဲ့ပါတယ်ဒီလိုနဲ့သူဟာပင်ပန်းပြီးစိတ်ပြက်လက်ပြက်ဖြစ်သွားတာကြောင့်မြစ်ကမ်းနားကတစ်ပင်တစ်ပင်ရဲ့အောက်မှာနားခိုဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီတစ်ပင်ပေါ်မှာတော့မြောက်ကလေးတစ်ကောင်ရှိနေပြီးသူဟာတကိုင်းပေါ်မှာထိုင်ရင်းတီးတန့်စွပြက်တဲ့အသီးလေးတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့စားနေခဲ့တာပေါ့မိချောင်းကြီးကမြောက်ကလေးကိုမြင်တော့ဒီလိုလှမ်းမေးလိုက်တယ်။အိုးချစ်စရာကောင်းတဲ့မြောက်ကလေးရဲ့မင်းမာရီစားနေတာလဲဟင်ငါ့ကိုလည်းနည်းနည်းလောက်ခွဲပေးပါဦးလားငါတကယ်ကိုဗိုက်စာနေလို့ပါအဲ့ဒီအခါမြောက်ကလေးကဒါတွေကတစ်တီးလေးတွေလေးတကယ်ကိုချုံမြိန်ပြီးအရသာရှိတာလို့ပြန်ဖြေပြီးမိချောင်းကြီးကိုအတီးချို့ပေးလိုက်ပါတယ်မိချောင်းကြီးကအဲ့ဒီအတီးလေးတွေကိုမြည်စမ်းကြည့်ပြီးတော့ပြန်ပြောလိုက်တယ်အောင်ဟုတ်တယ်တကယ်ကိုချိုတာပဲကျေးဇူးအများကြီးတင်ပါတယ်ငါတော်တော်လေးဗိုက်စာနေတာနဲ့အမျှမင်းကငါ့ကိုကူညီပေးခဲ့တာပဲမင်းဟာတကယ်ကိုကျင်နာတတ်တဲ့သူပဲနော်မင်းလိုအလွန်ကောင်းမွန်တဲ့တငယ်ချင်းမျိုးရရှိတဲ့အတွက်ငါတကယ်ကိုဝမ်းသာမိပါတယ်လို့ပြောလိုက်တာပေါ့မိချောင်းကြီးပျော်ရွှင်နေတာကိုကြည့်ပြီးမြောက်ကလေးကဆက်ပြောတယ်တို့တွေအခုကစပြီးတငယ်ချင်းတွေဖြစ်သွားကြပြီပေါ့ငါကဒီတစ်ပင်ပေါ်မှာနေတာဆိုတော့မင်းပိုက်စားတဲ့အခါတိုင်းဒီကိုလာခဲ့လို့ရတယ်ငါရှာနိုင်သမျှအကောင်းဆုံးအသီးတွေကိုမင်းကိုကျွေးမွေးပါမယ်တဲ့ဒီလိုနဲ့မိချောင်းကြီးဟာနေတိုင်းတစ်ပင်နားကိုလာခဲ့ပြီးမြောက်ကလေးကလည်းသူ့ကိုအသီးလေးတွေကျွေးမွေးခဲ့ပါတယ်သူတို့နှစ်ယောက်ဟာအတူတူအယမ်းပျော်ခဲ့ကြသလိုအချိန်တိုအတွင်းမှာပဲရင်းနှီးတဲ့တငယ်ချင်းကောင်းတွေဖြစ်လာခဲ့ကြတာပေါ့မိချောင်းကြီးဟာကုန်းပေါ်မှာမြောက်ကလေးနဲ့အတူကစားလေးရှိပြီးတချို့အချိန်တွေမှာတော့မြောက်ကလေးကမိချောင်းကြီးရဲ့ကြောပေါ်မှာထိုင်ပြီးမြင်းနှံ့လျှောက်လေကြပါတယ်။ဒီနေ့မှာတော့မိချောင်းကြီးကတငယ်ချင်းရာငါဇနီးကိုလည်းဒီလိုအရသာရှိတဲ့အသီးလေးတွေညီစမ်းကြည့်စေခြင်းလို့ပါမင်းငါကိုအိမ်ယူသွားဖို့အသီးအချို့ပေးလို့ရမလားဟင်လို့မေးလိုက်တယ်။မြောက်ကလေးကလည်းအခုချက်ချင်းပဲစွတ်ပေးပါမယ်လို့ရွှင်ရွှင်လန်းလန်းပြန်ပြောပြီးအသီးလေးတွေကိုလိုက်လံစွတ်ခူးစုဆောင်းပေးခဲ့ပါတယ်ပြီးတော့အသီးတွေကိုမိချောင်းကြီးစီပေးအပ်လိုက်တာပေါ့မိချောင်းကြီးလည်းအဲ့ဒီအသီးတွေကိုမြစ်ရဲ့တခြားတစ်ဖက်မှာနေထိုင်တဲ့သူ့ဇနီးစီကိုယူဆောင်သွားပေးခဲ့ပါတယ်မြစ်တစ်ဖက်ကမ်းကိုရောက်တော့မိချောင်းကြီးကကြည်စမ်းပါအောင်မိမရဲ့မင်းအတွက်တကယ်ကိုအရသာရှိတဲ့အသီးလေးတွေငါယူလာပေးတယ်ငါတငယ်ချင်းမြောက်ကလေးကမင်းအတွက်ဆိုပြီးဒါတွေပေးလိုက်တာလို့ပြောလိုက်တယ်အသီးတွေကိုစားပြီးတော့ဇနီးဖြစ်သူကအလိုဒီအသီးတွေကတကယ်ကိုမယုံနိုင်လောက်အောင်ချိုတာပဲဒါပေမဲ့ချစ်လေရေရှင်ကအသီးတွေအပေါ်မှာဘလောက်ကြာပဲမိခိုနေမှာလဲဒီအသီးတွေကဒီလောက်တောင်အရသာရှိပြီးမြောက်ကလေးကဒါတွေကိုနေတိုင်းစားနေတာဆိုတော့စဉ်းစားတာကြည့်ပါဦးအဲ့ဒီမြောက်ကလေးကဘလောက်တောင်ချုံမြိန်နေမလဲဆိုတာလို့ပြောတာပေါ့မိချောင်းကြီးကလည်းဟုတ်တယ်သူကတကယ်ကိုအင်မတန်ကျင်နာတတ်တာသူကနေတိုင်းသီးတွေကိုစားယုံတယ်မကပဲငါ့ကိုပါနေတိုင်းခွဲဝေကျွေးမွေးတာလေးလို့ပြန်ပြောတယ်အဲ့ဒီအခါဇနီးဖြစ်သူကအသီးတွေကဒီလောက်ကောင်းတယ်ဆိုရင်မြောက်ရဲ့နှလုံးသားကဘလောက်တောင်ချုံမြိန်လိုက်မလဲဆိုတာစဉ်းစားကြည့်ပါဦးပြီးတော့ငါအသားမစားရတာလဲတော်တော်လေးကြာပြီးရှင့်အနေနဲ့အဲ့ဒီမြောက်ရဲ့နှလုံးသားကိုငါအတွက်ယူပေးလာနိုင်မလားဟင်လို့တောင်းဆိုလိုက်ပါတော့တယ်မိချောင်းကြီးကအယမ်းလန့်သွားပြီးမင်းအတီပြောနေတာလားငါဘာလို့အဲ့ဒီလိုလုပ်ရမှာလဲမြောက်ကလေးကငါရဲ့ကျေးဇူးရှင်တငယ်ချင်းလေမင်းကိုသူ့နှလုံးသားပေးလိုက်ရင်သူတည်သွားလိမ့်မယ်ငါဆောင်ရွက်မှုနေတော့ကသူပဲငါ့ကိုကျွေးမွေးခဲ့တာမင်းသူ့ကိုဘလို့များတက်ခိုင်းရတာလဲလို့ပြန်ပြောတယ်ဒါပေမဲ့ဇနီးဖြစ်သူကတော့ငါဘလို့စင်ကြေမျိုးကိုမှမကြားချင်ဘူးငါမြောက်ရဲ့နှလုံးသားကိုပဲလိုချင်တယ်ဒါကိုငါစီယူဆောင်လာပေးပါမဟုတ်ရင်တော့ငါကိုငါအနေရပြုတ်ပစ်လိုက်မယ်လို့အော်ဟစ်ပြီးကြီးတိုက်ပါတော့တယ်တနာစရာမိချောင်းကြီးခများဘာလို့ရမှန်းမသိပဲလှောင်ပိတ်မိပြီးဝေခွဲမရဖြစ်သွားခဲ့ရှာတယ်အကြာကြီးတုံဆိုင်နေပြီးတဲ့နောက်မှာတော့သူဟာမြောက်ကလေးစီကိုသွားပြီးသူ့အိမ်ကိုလိုက်လေဖို့အတွက်ချောင်းဖြဆွဲဆောင်ဖို့စူးစမ်းပါတော့တယ်ချစ်လှစွာသောမြောက်ကလေးငါဇနီးကမင်းပေးလိုက်တဲ့အသီးတွေအပေါ်အရန်သဘောကျလွန်းလို့မင်းကိုတို့အိမ်မှာညစာအတူစားဖို့ဖိတ်ခေါ်ခိုင်းလိုက်တယ်တို့တွေနဲ့အတူတူထမင်းစားဖို့လိုက်ခဲ့ပါအောင်တော့တဲ့အဲ့ဒီအခါမြောက်ကလေးကအိုးတိတ်ကောင်းတာပေါ့သွားကြစို့လေဆိုပြီးသဘောတူလိုက်တာကြောင့်သူတို့နှစ်ယောက်လုံးအတူတူထွက်ခွာလာခဲ့ကြပါတယ်သူတို့နှစ်ယောက်ရွှင်ရွှင်လန်းလန်းနဲ့ခရီးနှင်လာကြရင်လမ်းမှာမြောက်ကလေးကတငယ်ချင်း
မင်းရဲ့ဇနီးကတို့တွေအတွက်ဘာတွေချက်ပြုတ်ပေးမှလဲဟင်လို့လှမ်းမေးလိုက်တယ်မိချောင်းကြီးကလည်းမင်းကငပြောသည်ကြိုက်တယ်မလားအဲ့ဒါကြောင့်သူကလက်လက်ဆက်ဆက်ငပြောသည်မဟုတ် banana bread ဖုတ်ပေးမဲ့အပြင်မင်းတယောက်တည်းအတွက်တီးတန့်အရသာရှိတဲ့ cookies တွေကိုပါအမြန်လုပ်ပေးဦးမှာလို့ပြန်ပြောပြတာပေါ့မြောက်ကလေးကဟာအံ့ဩစရာပဲငါတော့မစောင့်နိုင်တော့ဘူးဒါကတကယ်ကိုကြီးကျယ်ခမ်းနားတဲ့စပွဲတော်ကြီးတစ်ခုဖြစ်တော့မှာပဲလို့ပြောပြီးအခုကတည်းကအရန်ကိုစိတ်လှုပ်ရှားလို့နေပါတယ်သူ့တငယ်ချင်းရဲ့ပျော်ရွှင်မှုကိုမြင်ရတဲ့အခါမိချောင်းကြီးခများစိတ်ထဲမှာအပြစ်မကင်းသလိုခံစားလာရပြီးအမှန်တိုင်းဝန်ခံဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ချစ်လာစွာသောမြောက်ကလေးရဲ့ငါမင်းကိုပြောပြစရာတစ်ခုရှိတယ်ငါဇနီးကမင်းရဲ့နှလုံးသားကိုစားကျင်နေတာပါငါ့ကိုခွင့်လွတ်ပါတငယ်ချင်းရာတကယ်လို့မင်းရဲ့နှလုံးသားကိုသာမစားရရင်သူအသေးအတန်ဖြားနာသွားလိမ့်မယ်လို့ပြောနေလို့ပါမိချောင်းကြီးရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာပဲညံကောင်းတဲ့မြောက်ကလေးဟာချက်ချင်းပဲအကြံတစ်ခုရသွားခဲ့ပါတယ်။အော်ဒါမျိုးလားကိစ္စမရှိပါဘူး။တငယ်ချင်းရာဒါပေမဲ့မင်းကလည်းဘာလို့ငါ့ကိုစောစောကလေးကမပြောခဲ့တာလဲတို့မြောက်တွေကတို့ရဲ့နှလုံးသားတွေကိုတစ်ပင်ပေါ်မှာပဲစိတ်ချလက်ချတင်းစီထားလေးရှိကြတာလေအခုငါနှလုံးသားကိုသွားယူဖို့တစ်ပင်စီပြန်သွားရလိမ့်မယ်ကဲ။အခုချက်ချင်းပဲနောက်ကျောင်းပြန်လှည့်ရအောင်လို့ပြောလိုက်တာပေါ့။မိချောင်းကြီးကလည်းအိုးငါတကယ်ကိုဦးအလှည့်လိုက်တာပဲအခုတော့တို့တွေပြန်သွားရတော့မယ်ပေါ့မြန်သွားပြီးမင်းရဲ့နှလုံးသားကိုသွားယူကြစို့တကယ်လို့တို့တွေကနှလုံးသားမပါပဲသွားပြရင်ငါဇနီးကအရန်စိတ်ဆိုးပြီးငါနှလုံးသားကိုပါစားပစ်လိုက်မယ်မသိဘူးလို့ပြောပြီးမိချောင်းကြီးဟာချက်ချင်းပဲလမ်းကြောင်းကိုအမြန်လှည့်ကတစ်ပင်ရှိရာစီဦးတည်ပြီးပြန်မောင်းပါတော့တယ်သူတို့မြေကမ်းသားကိုရောက်တာနဲ့တပြိုင်နက်မြောက်ကလေးဟာတစ်ပင်ပေါ်ကိုနှင်းမြန်စွာပြေးတက်သွားပြီးတော့မင်းလိုဦးပိန်းမိချောင်းကြီးရဲ့ဘသူကများမိမိရဲ့နှလုံးသားမရှိပဲအသက်ရှင်နိုင်လို့လဲငါကမင်းကိုတငယ်ချင်းတယောက်လိုကူညီခဲ့တယ်။ငါရဲ့အစာတွေကိုလည်းမင်းနဲ့အတူမျှဝေကျွေးမွေးခဲ့တယ်။ဒါကိုမင်းကငါ့အပေါ်ဒီလိုနည်းနဲ့ကျေးဇူးဆက်တာလားမင်းကတကယ်ကိုအတ္တကြီးတဲ့ကောင်ပဲမင်းဘယ်တော့မှငါနှလုံးသားကိုရတော့မှာမဟုတ်သလိုနောက်လဲဒီလိုချုံမြိန်တဲ့အသီးတွေကိုဘယ်တော့မှစားရတော့မှာမဟုတ်ဘူး။အခုချက်ချင်းထွက်သွားတော့လို့အော်ပြောလိုက်ပါတော့တယ်။အခုဆိုရင်တော့ဉာဏ်ပညာထက်မြက်တဲ့မြောက်ကလေးဟာသူ့ရဲ့အမျှော်မြင်နဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပြီးမိချောင်းကြီးကတော့သူ့ရဲ့အထာကြီးမှုကြောင့်စစ်မှန်တဲ့တငယ်ချင်းကောင်းတစ်ယောက်ရောချုံမြိန်တဲ့အသီးလေးတွေကိုပါနှစ်ခုစလုံးဆုံးရှုံးလိုက်ရပါတော့တယ်။ပုံမြင်ရဲ့သင်ခန်းစာကတော့ပုံမြင်လေးရဲ့သင်ခန်းစာကတော့မိမိကိုကူညီဖေးမဖူးတဲ့တငယ်ချင်းကောင်းတွေအပေါ်ဘယ်တော့မှမလှည့်စားပါနဲ့မဟုတ်ရင်တော့မိမိအပေါ်တကယ်စေတနာရှိပြီးဂရုစိုက်ပေးကြတဲ့လူကောင်းသူကောင်းတွေကိုဆုံးရှုံးရလိမ့်မယ်ဆိုတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်တွေကိုကြည့်ရှုနိုင်ဖို့အတွက် like, share နဲ့ Memo Story ကို follow လုပ်ထားပေးကြပါဦးနော်။